ရီယယ်မက်ဒရစ်အသင်းဟာ2နှစ်ဆက်တိုက်အဓိကဆူဖလားတစ်ခုမှမရရှိဘဲရာသီပိတ်သိမ်းတော့မဲ့အခြေအနေကြောင့်လာမယ့်နွေရာသီမှာခံစစ်ပိုင်းကိုအကြီးအကျယ်ပြုပြင်ပြောင်းလဲဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။အသင်းလူချင်းမှာပြောင်းလဲများစွာရှိလာနိုင်ပေမဲ့လည်းခံစစ်မှုအန်တိုနီယိုရူဒီဂါကိုတော့ဆက်လက်ထိန်းသိမ်းသားမှာဖြစ်ပြီးရေတိုစာချုပ်တရက်ချုပ်ဆိုဖို့လည်းနှီးစပ်လျက်ရှိပါတယ်။2022ခုနှစ်မှာချက်စီးအသင်းကနေအလို့ပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာခဲ့တဲ့ဂျာမနီလက်ဝဲစင်ကစားသမားဟာမက်ဒရစ်ပြည်သက်များရဲ့ချစ်ခင်အားပေးမှုကိုလည်းရရှိထားသူဖြစ်ပါတယ်။စပိန်ပြည်မှာလာလီဂါချန်ပီယံလိနဲ့စပိန်ဘီယံဖလားအစရှိတဲ့စူဖလားများကိုစုခူးပေးထားနိုင်တဲ့အပြင်ခံစစ်ပိုင်းမှာလည်းအားထားရသူတဦးဖြစ်ခြေစွမ်းပြနေသူလည်းဖြစ်ပါတယ်။၎င်းဟာပြီးခဲ့တဲ့လအနည်းငယ်ကအသင်းကနေထွက်ခွာတော့မယ်လို့သတင်းများထွက်ပေါ်ခဲ့ကြောင်းလည်းသိရပါတယ်။အသက်33နှစ်အရွယ်ရူဒီဂါဟာရာသီတစ်လျှောက်၎င်းပြသခဲ့တဲ့ခြေစွမ်းများကြောင့်အသင်းမှာဆက်လက်ရှိနေခွင့်ရခဲ့တာဖြစ်ပါတယ်။တကောက်ကျော်ဒဏ်ရာကြောင့်ဒီရာသီမှာ22ပွဲသာကစားခွင့်ရရှိထားခဲ့ပေမဲ့လည်းနီးပြဖြစ်သူအာဘီလိုအားအတွက်ခံစစ်ပိုင်းမှာမရှိမဖြစ်လိုအပ်နေကြောင်းလည်းဘုတ်အဖွဲ့ကဆုံးဖြတ်ခဲ့ပါတယ်။ရူဒီဂါဟာဥရောပထိပ်တန်းကလပ်များဖြစ်ကြတဲ့စတူဂတ်ရိုမာချက်စီနဲ့လက်ရှိအသင်းမှာစူဖလားများရရှိခဲ့သူဖြစ်ပါတယ်။အထူးသဖြင့်ချက်စီနဲ့ရီယယ်တို့မှာချန်ပီယံလိဖလားများကိုရရှိခဲ့ခြင်းဟာ၎င်းရဲ့ကစားသမားဘဝအမြင့်ဆုံးအောင်မြင်မှုများဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။